Okay အဲ့ဆိုလို့ရှိရင်ဒီ video လေးမှာတော့ Vera တို့အနေနဲ့ unit 13ဒီမှာတော့ past continuous ပေါ့နော် present continuous တုန်းကအခုလက်ရှိစကားပြောနေတဲ့အချိန်မှာဖြစ်နေစေလုပ်နေစေအမြစ်စာ verb ing past continuous ဆိုတော့ was were verb ing ပေါ့အတိတ်တစ်ချိန်ချိန်မှာလုပ်နေခဲ့တဲ့ဖြစ်နေခဲ့တဲ့မပြီးပြတ်သေးတဲ့အကြောင်းအရာတွေကိုပြောချင်တဲ့အခါမှာအသုံးပြုလို့ရတယ် past continuous was were plus verb ing It is 6 o'clock now နဲ့အခု6နာရီရှိပါပြီ Paul is at home Paul ခုအိမ်မှာရှိတယ် He is watching TV သူခု TV ကြည့်နေအခုအချိန်မှာလုံနေစေဖြစ်နေစေဆိုရင် present continuous နဲ့တုံးထားတယ် At 4 o'clock 4နာရီတုန်းကတဲ့ He wasn't at home သူအိမ်မှာရှိမနေခဲ့ဘူးတဲ့ He was at the sport club သူအားကစားရုံမှာရှိနေရပေါ့နော် He was swimming in the pool သူရေကူးကန်မှာရေကူးနေခဲ့ပါတယ် He wasn't watching TV သူ TV ကြည့်နေခဲ့တာမဟုတ်ပါဘူးတဲ့ဒီမှာပုံကြည့်ကြည့်အောင်သူရေစကူးတာ3:30မှာ4:15မှာရေကူးပြီးသွားတယ်အဲ့တော့4:00မှာသူရေကူးနေတော့မယ်ရေကူးနေခဲ့တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အတိတ်တစ်ချိန်ချိန်မှာလုံနေခဲ့တယ်ဖြစ်နေခဲ့တဲ့အရာတွေမပြီးပြတ်သေးတဲ့အကြောင်းအရာတွေကိုပြောချင်ရင် was were plus verb ing past continuous positive မှာဆိုရင်ပုံမှန်အတိုင်းပဲ subject လာမယ် verb လာမယ်ပေါ့နော် was were plus verb ing လာမယ် negative မှာတော့ helping verb ဖြစ်တဲ့ was were ရဲ့နောက်မှာ not ထည့်ပေးလိုက်လို့ရှရင်ရပြီ wasn't went question မှာတော့ helping verb နဲ့ subject နဲ့နေရာချင်းပေးလိုက်လို့ရှရင်ရပြီပေါ့နော် was I was he was she was it were we were you were they ဆိုပြီးတော့ဖြစ်သွားမယ်example လေးတွေကြည့်ရအောင် What were you doing at 11:30 yesterday မနေ့တုန်းက17:30မှာဘာလုပ်နေခဲ့တာလဲ Were you walking အလုပ်လုပ်နေခဲ့တာလားတဲ့ What did he say သူဘာပြောခဲ့ရလဲတဲ့ I don't know မသိဘူးတဲ့ I wasn't listening နားထောင်မနေခဲ့ပါဘူးတဲ့ It was raining မိုးရွာနေခဲ့ပါတယ် So we didn't go outအပြင်မတွားခဲ့ပါဘူးတဲ့ In 2009မှာ we were living in Canada ကနေဒါမှာနေခဲ့ပါတယ် Today she's wearing a skirt ဒီနေ့တော့သူ skirt ဝတ်ထားတယ်ပေါ့ But yesterday she was wearing trousers ဘောင်းမရှိဝတ်ခဲ့ပါတယ်ဝတ်ထားခဲ့ပါတယ် I woke up early yesterday မနေ့တော့သူမနက်စောစောအရာထခဲ့တယ်မနေ့တော့ဖြစ်တာဆိုတော့ past အတိတ်ကအကြောင်းအရာတွေကိုပြောနေတာဆိုတော့နော် It was a beautiful morning The sun was shining နေတာနေခဲ့တယ် and the birds were singing Okay spelling ကြည့်အောင် spelling rules ကြည့်အောင် E နဲ့ဆိုရင် E ကိုဖြုတ် ing ပေါင်း short word တွေမှာနောက်ဆုံးစကားလုံးက consonant A E I O U မဟုတ်ဘဲနဲ့တူရရှိမှာ A E I O U vowel နော် vowel တလုံးရှိနေလို့ရှိရင်နှလုံးဆိုမလို့ပေါ့နော်တလုံးရှိနေလို့ရှိရင်နောက်ဆုံးစကားလုံးကိုနှလုံးထပ်ဆင့်ပြီး ing ပေါင်းပေးရတယ် I နဲ့ဆိုရင် I ကိုဝိုင်းပြောင်း ing ပေါင်းပေးရတယ် Okay အဲ့ဆိုလို့ရှိရင် present မှာအမြစ်စာ verb ing past မှာ was were verb ing ဒါလေးကိုတော့မှတ်ထားရမယ်ပေါ့နော် present continuous ဆိုရင်အမြစ်စာ verb ing past continuous ဆိုရင် was were verb ing ဒါသူရဲ့ helping verb တွေသူရဲ့အကူကရိယာတွေတေချာလေးမှတ်ထားဖို့လိုအပ်တယ် present မှာ I'm working တဲ့အခုအလုပ်လုပ်နေရအောင်ပြောတာပေါ့နော် I was working at 10:30 last night မနေ့ည10:30မှာသူအလုပ်လုပ်နေခဲ့တယ်တဲ့ It isn't raining အခုမိုးမရွာဘူးတဲ့ It wasn't raining when we went out ငါတို့ပြန်တွားခဲ့တော့ကမိုးမရွာခဲ့ပါဘူး What are you doing ဘာလုပ်နေရလဲ What were you doing at 3 o'clock 3နာရီမှာဘာလုပ်နေခဲ့တာလဲပေါ့ Present continuous ဆိုရင်အမြစ်စာ verb ing past continuous ဆိုရင် was were verb ing ဆိုတာကိုမှတ်ထားရင်ရတယ်ပေါ့နော် Okay အဲ့ဒါဆိုလို့ရှိရင် exercise ဆက်ပြီးလုပ်မယ်ဒီ PDF file ရဲ့နောက်ဆုံးမှာသူရဲ့ answer check လုပ်ရမယ့်နေရာရှိရဲ့ answer check လုပ်လို့ရတယ် Vera လည်းပဲ video လေးတွေပေါ့နော် exercise တစ်ခုချင်းစီဒီ explain လုပ်ထားတဲ့ video လေးတွေပြန်ပြီးတော့လုပ်ထားဖို့ရှိပါတယ်အဲ့ဆိုလို့ရှိရင်တော့ thank you for your time and have a good day thank you